မင်္ဂလာပါမို့ပြောချင်တာလေဖောက်ပြန်ခံရတဲ့အမျိုးသားဖြစ်စေအမျိုးသားသမီးဖြစ်စေပေါ့နော်အားမငယ်ပါနဲ့စိတ်တက်လည်းမကြပါနဲ့ကို့မှာချုပ်ရင်ချက်တီရှိလို့ကိုဟာအပြစ်အနာစာတွေများနေလို့ကိုထားခဲ့တာမဟုတ်ဘူးတစ်ဖက်လူကကိုတဲ့အဆတ်ဆတ်အရာရာတာလွန်နေလို့ကိုထားခဲ့တာလည်းမဟုတ်ဘူးသူကကိုထက်တာလို့သူ့ကိုရွေးချယ်သွားတာလည်းမဟုတ်ပါဘူးเนาะသူတို့ဒီဖောက်ပြန်တတ်တဲ့လူစန်းစားဖြစ်တဲ့အတွက်သူတို့ဟာဒီလိုပဲဖောက်ပြန်နေမှာပဲเนาะမိုးအိုးတုံးကလည်းတင်ခဲ့ပြပါရင်เนาะစကြက်မြင်ရင်ဝင်စားခြင်းနဲ့နွားအဲ့လိုပဲစကြက်အစ်စ်စကြက်လေးများမြင်ဝင်ကိုစားလိုက်ရမှာเนาะတွားရင်လာရင်ဖြတ်ခနဲ့တွေ့ရင်တော့ဝင်စားလိုက်ရမှာကြိုက်တဲ့စကြက်အစ်စ်တွေကြိုက်တဲ့နွားတွေဆိုတာလည်းရှိတယ်အဲ့လိုပဲဟာဟိုမှာတော့နွားတကောင်လာပြီးငါစကြက်တော့အစားခံရတော့မယ်ဆိုပြီးတော့ဝမ်းသာနေတဲ့စကြက်ပိုင်ရှင်တွေကလည်းရှိနေတယ်များတော့ဒါဖောက်ပြန်ခြင်းတွေဖြစ်နေပါပဲနောက်တစ်ခုပြောပြပါမယ်ဖောက်ပြန်ခံလိုက်ရလို့နေငါ့ကိုကွာချင်းပေးလို့ပြောလို့နော်နေငါ့ကိုကွာပေးလို့ပြောလို့အားမငယ်နဲ့စိတ်လည်းမညစ်နဲ့အဲ့ကြိုင်တစ်ခုပဲတွေးလိုက်ဩငါဖုံးကန်နေတာအားညင့်လာလို့ဒီယောက်ျားငါနာမနေနိုင်တော့ဘူးငါရဲ့ဖုံးကန်မြင့်တဲ့အချိန်ကို तू မခံစားနိုင်လို့သူ့ရဲ့ဖုံးကန်နေငါတဲ့တော်တော်ကိုနှိမ့်နေလို့သူနဲ့ဒန်းတူရှိတဲ့နေရာကိုတွားတာเนาะဖုံးကန်နှိမ့်တူချင်းပဲတွားတာလို့အတွက်အမျိုးသားတွေလည်းအဲ့လိုငါဖုံးကန်အရမ်းမြင့်နေတဲ့အတွက်ငါနာမမနေနိုင်ငါရဲ့အချိန်ဝါတွေတောက်ပမှု तू မခံနိုင်တဲ့အတွက် तू တခြားမိန်းမကိုယူသွားတယ်လို့ဆိုတော့ကိုပဲကောင်းခြင်းတွေနဲ့เนาะစိတ်ကိုဖြေးပါतू ငါ့ကိုထားသွားရလေခြင်းဆိုပြီးတော့လေစိတ်ပင်ပန်းဝမ်းနည်းနေတဲ့ဟာမျိုးတွေကိုမလုပ်စီကြပါဘူးเนาะအရင်ပင်မမှာဆိုလို့ပါနောက်တစ်ခုသားသမီးတွေအတွက်လည်းမဟုတ်ဘူးပါနဲ့เนาะခြေတွေလက်တွေရှိတာပဲတို့လှုပ်ရှားလို့ရတယ်